ဦးအောင်လင်းတွေဟာပြည်ထောင်စုနယ်မြေနေပြီးတော့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင်ဝင်ရောက်ရွေးချယ်တင်မြှောက်ခံပြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။မွေရာဇာတိမှာပြင်းဦးလင်မျိုးဖြစ်ပြီးမွေးချင်းမောင်နှမ၄ဦးရှိကဒုတိယမြောက်သားဖြစ်ပါတယ်။ဇနီးတဲ့တော်မမြင့်နှင့်သားသမီး၃ဦးရှိပါတယ်။အခြေခံပညာမူလတန်းကိုအထာကတိပြင်းဦးလင်နဲ့၎င်းအခြေခံပညာအလယ်တန်းကိုအလက3ပြင်းဦးလင်နဲ့၎င်းအခြေခံပညာအထက်တန်းကိုအထာကတိပြင်းဦးလင်တို့တွင်၎င်းတက်ရောက်ပညာရှိဘူးခဲ့ပါတယ်။အခြေခံပညာအထက်တန်းအောင်မြင်ပြီးနောက်တွင်အဆင့်မြင့်ပညာကိုမန္တလေး Regional College မှာတက်ရောက်သင်ကြားခဲ့ပါတယ်။ကျောင်းနေစဉ်ကာလအတွင်းအရန်မိသားတပ်ဖွဲ့ဝင်ကြက်ချင်ဒီတပ်ဖွဲ့ဝင်များအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။တက္ကသိုလ်ပညာသင်ကြားနေစဉ်မှာပင်စစ်တက္ကသိုလ်ဝင်ခွင့်ဖြေဆိုခဲ့ရာအောင်မြင်ခဲ့သဖြင့်စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်25တွင်တက်ရောက်ခဲ့ပါတယ်။1984ခုနှစ်တွင်ဒုတိယဗိုလ်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးဒုတိယဗိုလ်အဆင့်မှဗိုလ်ချုပ်ကြီးအဆင့်ထိကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်နေပြည်တော်တို့တွင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။စစ်စင်ရေးတာဝန်ထမ်းဆောင်မှုအနေဖြင့်တပ်မတော်တွင်တပ်စုမှု၊တပ်ခွဲမှု၊ဒုတပ်ရင်မှု၊တပ်ရင်မှုတာဝန်များဖြင့်ကရင်ပြည်နယ်ခမရ1ခမရ384ခမရ902တပ်ရင်များတွင်3ကြိမ်တာဝန်ကျခဲ့ကစစ်စင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့ပါတယ်။တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့စဉ်တပ်ရေးဗိုလ်ကြီးစစ်ဦးစီးမှုတတိယတန်းဌာနချုပ်တပ်ခွဲမှုစစ်ဦးစီးမှုဒုတိယတန်းဗိုလ်လောင်းတပ်ရင်မှုဒုတိယညွှန်ကြားရေးမှုဒေသကွပ်ကဲရေးမှုစစ်စင်ရေးကွပ်ကဲရေးမှုတပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတိုင်းမှုစစ်ဥပဒေချုပ်တာဝန်များမှသည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စစ်ဘက်အကြံပေးပုဂ္ဂိုလ်အမှုဆောင်ချုပ်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးတို့ဖြစ်ပါတယ်။တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့မှုအတွင်တပ်စုမှုတပ်ခွဲမှုတပ်ရင်မှုဒေသကွပ်ကဲရေးမှုစစ်စင်ရေးကွပ်ကဲရေးမှုတိုင်းမှုတာဝန်များထမ်းဆောင်ခဲ့ရာနယ်မြေဒေသများစွာသို့ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့သည့်အတွက်နယ်မြေဒေသအခြေအနေများကို၎င်းဒေသခံပြည်သူလူထု၏အခြေအနေများကို၎င်းသိရှိထိတွေ့ခွင့်များရရှိခဲ့ပါတယ်။ရရွာလူထုများနှင့်လည်းနီးကပ်သောဆက်ဆံရေးများလည်းရရှိခဲ့ပါတယ်။နိုင်ငံတော်ကာကွယ်ရေးနှင့်ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရေးတာဝန်များကိုထမ်းဆောင်ခဲ့ရမှာစစ်စင်ရေးအတွေ့အကြုံများစွာရရှိထားသူလည်းဖြစ်ပါတယ်။တပ်ရင်မှုဗိုလ်လောင်းတပ်ရင်မှုတိုင်းမှုတာဝန်တို့အပြင်တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတာဝန်များကိုထမ်းဆောင်ခဲ့ရသည့်အတွက်စီမံခန့်ခွဲရေးအတွေ့အကြုံတရားစီရင်ရေးအတွေ့အကြုံကောင်းများရရှိထားသူလည်းဖြစ်ပါတယ်။ဒါအပြင်ဥပဒေပြုရေးနှင့်တရားစီရင်ရေးအတွေ့အကြုံအနေဖြင့်စစ်ဥပဒေချုပ်တာဝန်ကို6နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရပြီးတပ်မတော်အတွက်ဥပဒေပညာပေးဆွေးနွေးမှုများဥပဒေသင်ကြားပို့ချမှုများအတွေ့အကြုံဖလှယ်မျှဝေမှုများဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။လွှတ်တော်တွင်ဥပဒေပြုရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်းဥပဒေပြုရေးဆိုင်ရာအထောက်အပံ့များပေးနိုင်ခဲ့ပါတယ်။စစ်ဥပဒေချုပ်တာဝန်ထမ်းဆောင်စဉ်ပြည်ထောင်စုအဆင့်ပြစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ GMCUE အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။တပ်မတော်သားတို့၏ဘဝဖြတ်သန်းမှုအနေဖြင့်ဒုတိယဗိုလ်အဆင့်မှဗိုလ်ချုပ်ကြီးအဆင့်ထိ43နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။တပ်မတော်သားဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလများမှာနောက်တန်းတွင်တာဝန်ထမ်းဆောင်ရသည့်အခါဖြစ်စေဌာနချုပ်များတွင်ဦးစီးအရာရှိတာဝန်များကိုထမ်းဆောင်ရသည့်အခါများတွင်ဖြစ်စေစစ်ဝတ်စုံကိုတန့်ရှင်းတောက်ပြောင်စမတ်ကြကြဝတ်ဆင်တတ်သလိုတောထဲတောင်ထဲတွင်ခက်ခဲကြမ်းတမ်းပြီးအသက်ဆွန့်တာဝန်ထမ်းဆောင်ခဲ့ရသည့်အချိန်များမှာလည်းခက်ခဲကြမ်းတမ်းမှုဒုက္ခဆင်းရဲကိုကြမ်းကြမ်းခံနိုင်သူဖြစ်ခဲ့ပါတယ်။ပြည်သူလူထုကြီးအနေဖြင့်မိမိတို့မြို့ရွာများတွင်အေးချမ်းစွာနှင့်ငြိမ်းချမ်းစွာနေနိုင်ရန်အတွက်ရှေ့တန်းစစ်မြေပြင်ပေါင်းများစွာတွင်ဘဝကိုပေးဆက်ထားခဲ့ရသည့်အချိန်များနှင့်အတူထိခိုက်ဒဏ်ရာရရှိမှုများကိုလည်းတွေ့ကြုံခံစားလောကဓာတ်တရားရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်းပြည်ပခရီးစဉ်အတွေ့အကြုံအနေဖြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ထိုင်းနိုင်ငံ၊အိန္ဒိယနိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံ၊မလေးရှားနိုင်ငံ၊ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊တောင်အာဖရိကနိုင်ငံ၊ကိုလံဘီယာနိုင်ငံ၊နီပေါနိုင်ငံ၊
နော်ဝေနိုင်ငံလာအိုနိုင်ငံဖင်လန်နိုင်ငံများသို့တွားရောက်ခဲ့ပြီးဆွေးနွေးပွဲများလေ့လာမှုများချစ်ကြည်ရေးခရီးများနိုင်ငံကိုစားပြုဆောင်ရွက်ခဲ့ပါတယ်ဆွေးနွေးပွဲများတွင် ASEAN+3 လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်တို့ပါဝင်ပြီးလေ့လာရေးခရီးစဉ်များတွင်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကျင့်သုံးမှုလေ့လာခြင်းငြိမ်းချမ်းရေးဖြစ်စဉ်များလေ့လာခြင်းငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်မှုများလေ့လာခြင်းတို့ပါဝင်ခဲ့ပါတယ်နိုင်ငံတော်အဆင့်တာဝန်ထမ်းဆောင်မှုအနေဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်အတွင်းရေးမှူးတာဝန်ကိုထမ်းဆောင်ခဲ့ရပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဥပဒေပြုရေးအုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကိုတာဝန်ယူဆောင်ရွက်ခဲ့ရတဲ့အတွက်ယင်းအတွေ့အကြုံကောင်းများကိုလည်းရရှိခဲ့ပါတယ်။တာဝန်ကြီးမားတဲ့နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ရတဲ့အစိုးရတရက်တွင်အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက်ပြည်ထောင်စုအစိုးရနှင့်တိုင်းဒေသကြီးပြည်내အစိုးရတို့အကြားပြည်ထောင်စုအဆင့်အဖွဲ့အစည်းအချင်းချင်းအကြားပြည်ထောင်စုဝန်ကြီးဌာနများအချင်းချင်းအကြားပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်ပြည်ထောင်စုဝန်ကြီးဌာနများအကြားပေါင်းစပ်ညှိနှိုင်းပေးခြင်းမူဝါဒနှင့်အညီဆောင်ရွက်ခြင်းစတဲ့အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာအတွေ့အကြုံကောင်းများစွာကိုရရှိထားခဲ့သူဖြစ်ပါတယ်။အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကနိုင်ငံတော်တာဝန်ကိုယူထားရသည့်ယခုလက်ရှိကာလတွင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏အမှုဆောင်ချုပ်တာဝန်များကိုလည်းထမ်းဆောင်လျက်ရှိပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတို့ကနိုင်ငံတော်၏အာဏာရရက်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းအတွင်းရရှိခဲ့သည့်အတွေ့အကြုံများဖြင့်နိုင်ငံတော်နှင့်ပြည်သူလူထုကိုဆက်လက်အလုပ်ကြွေးပြုလိုပါတယ်။တမတော်သားဘဝမှအငြိမ်းစားယူပြီးသည့်နောက်တွင်နိုင်ငံတော်နှင့်ပြည်သူများ၏အကျိုးကိုကြာရာအခမ်းကဏ္ဍမှသယ်ပိုးထမ်းရွက်နိုင်ရန်အတွက်ပါတီနိုင်ငံရေးလမ်းကြောင်းကိုဆက်လက်လျှောက်လှမ်းရခြင်းဖြစ်ပါတယ်။ဤအသက်နှင့်ဤခန္ဓာတည်ရှိကျမ်းမာရေးကောင်းနေတဲ့၍ဤနိုင်ငံဤလူမျိုးထာဝစဉ်ရက်တည်ကျွဲဝချမ်းသာပြီးအနာဂတ်မှာအေးချမ်းသာယာရေးအတွက်ရှင်သန်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံပေါင်းများစွာကိုစေတနာမေတ္တာအခြေပြုကာဆွေမျိုးစိတ်ထားပေါင်းထပ်ပေးဆက်သွားအောင်မှာဖြစ်ပါတယ်။